Amslot ကိုသတင်းကောင်းပါလိုက်တဲ့ Isak လက်စနာ Isak ကတော့နီးပြ Amslot အတွက်သတင်းကောင်းတစ်ခုကိုဖန်တီးပေးခဲ့ပါပြီ။ Amslot ခဏခဏပြောနေတယ်လို့ပါပဲ။ဒီဟာဒီမှာ Isak ကကြက်ခံမှုပြေဝသေးတာကြောင့်သူ့ကိုပွဲချိန်ကြီးသုံးလို့မရသေးဘူးဆိုတဲ့အချက်ပါပဲ။တကယ်လည်းဟုတ်ပါတယ်။ Isak ကမိနစ်60ပြီးကစားခဲ့တာကမိနစ်ကဘောလုံးရသည် Everton နဲ့ Newcastle ပွဲမှာပဲဖြစ်ပါတယ်။အဲ့ဒါပြီးတဲ့အချိန်ကစပြီးတော့ Isak က Newcastle နဲ့ပြဿနာတွေစတင်ဖြစ်လာပြီးတော့ရာသီကြိုလက်ကျင်ရေးအစီအစဉ်တွေလည်းလဲချော်ထားသလိုဆွီဒင်နဲ့ရောလီဗာပူးအသင်းမှပါတခါမှပွဲချိန်ပြေမကစားရသေးတာဖြစ်ပါတယ်။သက်ဆိုင်ရာနီးပြတွေကလည်းကြက်ခိုင်မှုပိုင်းကြောင့်မလို့ Isak ကိုပွဲချိန်ပြေမသုံးခဲ့ပါဘူး။ပြီးခဲ့တဲ့ဆွီဒင်ကိုစားပြုပွဲမှာကတော့ Isak ကပွဲချိန်ပြေပါဝင်ကစားပေးသွားနိုင်ခဲ့ပါတယ်။ဒါက Amslot အတွက်သတင်းကောင်းတစ်ပုဒ်ပါပဲ။ကစားသမားကောင်းတစ်ဦးကိုမိနစ်တိုင်းစိတ်ချယုံကြည်စွာကစားခိုင်းစေလို့ရတဲ့အခြေအနေတွေကြောင့် Amslot ကိုရွေးချယ်စရာတွေပုံများလာစေပါတယ်။ဒါကလက်ရှိပြည်သက်တွေမျှော်လင့်နေကြတဲ့တိုက်စစ်မှာအီကီတီကီကဖေတောင်းမယ်Isak ကအထောင်ဆာလာကညာတောင်မန်းဆိုတဲ့အတွေ့အကြုံမြင်တွေ့ခွင့်ရဖို့ပို့ပြီးတော့နှီးဆက်လာပါပြီ။နောက်တစ်ချက်ကဆွီဒင်မှာ Isak ကအာဆင်နယ်တိုက်စစ်မှု Rogers နဲ့တွဲဖက်ပြီးတော့ 4-4-2 ပုံစံတိုက်စစ်မှု2ဦးနေရာမှာကစားခဲ့တာပါ။ဒီတော့ Ikitiki နဲ့ Isak 2ဦးစလုံးကိုတွဲထားပြီးတော့လီဗာပူးတိုက်စစ်မှာသုံးမယ်ဆိုရင်လည်းအဆင်ပြေနိုင်နေပါတယ်။ Amslot ဘယ်လိုမျိုးကြီးကြီးမားမားပြောင်းလဲလာအောင်မလဲဆိုတာကတော့အနီးကဆုံးဖြစ်တဲ့ Man U နဲ့ပွဲမှာစောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်ရှင်။